အားလုံးပဲမင်္ဂလာပါ15ရက်နေ့အတွက်ကကျွန်တော်တို့နေကုန်းပတ်တီးရဲ့တို့ထုံးစံတိုင်းပဲအကတ်ခွေပေးမယ်နော်ဒီနေ့ကတော့အကတ်ခွေကထွက်သွားတယ်နော်တီဘက်ကတော့ရမှာမဟုတ်ဘူးတီဘက်ကတော့ကျွန်မအချိန်မပေးတာဟုတ်တီကကြအချိန်မပြောလို့ရတယ်လေအခုလိုအကတ်ခွေတွေပါတယ်ကြတော့သူတို့ဘက်ကဘန်းနေဗျတားဘန်းတော့မပေးလို့မရဘူးပေါ့နော်အဲ့တော့ဒီ YouTube ကတော့အကတ်ခွေတုံးတဲ့သူတွေကတော့ရလိမ့်မယ်အခု15ရက်နေ့အတွက်မှာဆိုရင်လေနေကုန်ပတ်တီးကတနေကုန်3ပေးပါ4 8เนาะသူကတနေကုန်3မယ်4 8 3မယ်ပြီးရင်အကတ်ခွေကတော့396159 396159အဲ့ဒါအကတ်ခွေနေကုန်ပတ်တီးက4 8နော်အဲ့ဒါကတော့တနေကုန်လုံး3ပေနော်တနေကုန်လုံး3ပေနောက်တစ်ခုကကြတော့ကျွန်တော်ပြောမယ်လေ BK သမားတွေ BK တီးတန့်ပေါ့နော် BK ပဲလိုက်ချင်ပါတယ်ဆိုရင် BK တီးတန့်သမားတွေကကြတော့ဘာလိုက်လို့ရသေးတော့ဆိုရင်ရှင်းလို့ကျွန်တော်ပြောမယ်တစ်ဘရိတ်ရှိရယ်နော်တစ်ဘရိတ်ပြန်လာလိမ့်မယ်တစ်ဘရိတ်ရှိရယ်အဲ့တော့လိုက်ချင်တဲ့သူတွေကတစ်ဘရိတ်လိုက်လို့ရတယ်နော်ဒါကျမ BK ကိုထပ်မရောင်းတော့ဘဲနဲ့တမင်ပေးလိုက်တာနော်ပြီးခဲ့တဲ့ဟုတ်တယ်ပြီးခဲ့တဲ့ဘက်မှာတော့ကျမရောင်းလိုက်တယ်ခုဒီတော့ကတော့မရောင်းဘူးတမင်ပေးရနော်တစ်ဘရိတ်နော်အဲ့ဒါဆိုတော့အခုဒီဘက်ကကျွန်မမရောင်းမနဲ့တမင်ချပေးလိုက်တာလိုက်ချင်တဲ့သူတွေကလိုက်လို့ရတယ်ဒါ BK ပဲလိုက်ချင်တဲ့ဆိုတဲ့သူတွေအတွက်ပြောပြတာနော်ဟုတ်ပြီအခုဒါနေ့ကတော့စောစောကျွန်မပြောတယ်4 8ဒါပတ်တီးအကတ်ခွေဆိုတာကတ်မယ်ပြီးရင်အဲ့ကောင်ကခွေမယ်ဒါက396159အဲ့ကောင်ဟုတ်ပြီကျွန်မရဲ့ဗုဒ္ဓဟူးမကျော်တို့စိန်ခေါ်ထိတ်တို့ဘောနော်ဒီသုံးလုံးခွေသမားတွေတို့ကတော့ကိုကတ်နဲ့ကိုဆက်တာသွားလာလိမ့်မယ်နော်ဆက်သွားလို့ကျွန်မပြောရနော်လာမှာကျေးဇူးတင်ပါတယ်